ကဲအားလုံးပဲမင်္ဂလာပါဗျာ Football Day ရဲ့ channel ကနေပြီးတော့ညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် Telegram channel မှာတပွဲကောင်းလေးတွေမှာ online လေးတွေလည်းတင်ဆက်ပေးနေတာမို့လို့ချစ်ကိုတွေအနေနဲ့တာယာဆွပြခြင်းနေဆိုရင်မ join ရသေးတဲ့ကျွန်တော်ရဲ့ channel လေးကိုလာရောက် join ဖို့ကျွန်တော်ဒီကနေပြီးဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ Okayဒီနေ့ညမှာကစားသွားမဲ့ Premier League 2 share ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျာဒီပွဲကတော့ Leeds United နဲ့ Nottingham Forest တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အော်ဒီကတော့ Leeds United ကနေပြီးတော့ level ကို60ရှုံပေးထားတာတွေ့ရတယ်ဂိုးပေါင်းလေးကတော့နှလုံးကို60ရှုံပေးထားတာကိုတွေ့ရတယ်ဗျာအဲ့ဒါရ Nottingham Forest က Leeds United ကို10ပွဲနိုင်9ပွဲတည်နေ9ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ် Leeds United အသင်းနေနဲ့နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံးပြီးတော့တပွဲတည်ရလက်ထွက်ထားတယ် Nottingham Forest တို့ကတော့နောက်ဆုံး5ပွဲမှာ2ပွဲနိုင်1ပွဲရှုံးပြီးတော့နှစ်ပွဲသေးကြထားတာကိုလည်းတွေ့ရတယ်ဗျ။အရှင်အသင်းကအမှတ်ပေးစရာမှာအဆင့်16နေရာကနေပြီးတော့ရပ်တည်နေလျက်ရှိတယ်။ Forest တို့ကတော့သူ့အောက်ကအဆင့်18နေရာမှာဖြစ်နေပြီးတော့အဆင့်18ကဝဟန်အသင်းကို6မှတ်ဖြတ်ထားတာကိုလည်းတွေ့ရတယ်။တန်းစင်းဆောင်ကိုမရောက်ဖို့နှစ်သင်းလုံးကအကျိတ်နဲ့ကစားသွားအောင်ပဲပွဲလို့တော့ကျွန်တော်ကတော့မြင်မိတယ်။ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာတိုက်စစ်ဖွင့်ကစားမဲ့ Leeds United ကိုတော့ပို့ပြီးတော့သဘောကျမိတာတော့အမှန်ပဲဗျ။အဲ့စစ်မှုကဲဘက်လီဝင်အနေနဲ့ဆိုလဲဂိုးရရှိသွားလိမ့်မယ်လို့ထင်ပါတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်က Leeds Body ပို့ကြိုက်တယ်။ Leeds Body လေးရွေးပေးခြင်းကိုပေါင်းလေးရဆိုရင်တော့ဒီပွဲမှာမဖြစ်မနေအနေနဲ့ကိုအောက်လေးကိုရွေးချက်ပေးလိုက်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဝယ်အောင်လေးမောင်တဲ့လေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ပေးကြပါအောင် channel လေးရဲ့ link ကိုလည်းကျွန်တော် bio မှာချထားပေးပါတယ်ဗျ